မင်္ဂလာပါဒီနေ့ကတော့မိကုန်းဟောင်းမဟုတ်ဘဲနဲ့ဒီစာအုပ်ပေါ့နော်ဒီရဲ့ကောင်းကောင်းလိုင်စင်တင်တဲ့စာအုပ် Master of Your Driving ကာကျော်ဟွန်ဒီကောင်းကောင်းလိုင်စင်တင်တဲ့စာအုပ်ထဲကchapter 1ပေါ့နော် chapter 1ကိုရှင်းပြတော့မှာဖြစ်ပါတယ်chapter 1ကတော့ဟာပေါ့နော်အကုန်လုံးကိုအလုံးစုံကိုတော့မရှင်းပြပါဘူးအလုံးစုံမရှင်းပြအောင်ဆိုတာကဘာလို့ဆိုတော့ဒီ chapter 1တင်ကိုအများကြီးပါတယ်ပေါ့နော်အများကြီးပါအများကြီးဖြစ်တဲ့အတွက်ဒီပေါ့နော်ဒီ chapter 1အများကြီးရှင်းနေဆိုလို့ရှိရင်လည်းခေါင်းထဲမှာအများကြီးဝင်သွားမယ်ဘာမှမမှတ်မိပဲနဲ့ဖြစ်သွားမှာလဲဆိုတဲ့အတွက်chapter 1ထဲကအရေးကြီးတယ်ဆိုတော့ဒါကလည်းကျွန်မကိုယ်တိုင်ပေါ့နော်ဒီတက်တဲ့အချိန်မှာဆရာတွေကအရေးကြီးရယ်ဆိုပြီးတော့ပြောခဲ့တဲ့အခန်းကြီးနောက်ပြောခဲ့တဲ့ဒီအရေးကြီးရယ်ဆိုတဲ့ဟာတွေကိုပဲအဓိကထားပြီးတော့ရှင်းပြတော့မှာဖြစ်ပါတယ်ကဲဒီတော့ဒီ chapter 1မှာတင်ကိုအခန်းတွေကအများကြီးရှိတာတွေ့ရမှာပါဒါကတော့ဒိုင်းကြီးဒန်ကိုင်းပေါ့နော်ဒါပထမဒီဟာကို chapter 1ခေါင်းစဉ်အကြီးလို့သတ်မှတ်ပါမယ်ရှင်ဒီတော့ဒီ chapter 1ထဲမှာတင်ကိုခေါင်းစဉ်ကဒီမှာ1 2 3 4 5 6ကနေပြီးတော့ဘယ်နှခုရှိမလဲဆိုရင်ဒီ14ခုအထိရှိပါတယ်ခေါင်းစဉ်အကြီးတွေကိုရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒီနံပါတ်1ကဒါလေးကပေါ့နော်教習項目運転手の心得ဒါကကားမောင်းတဲ့လူတွေရဲ့စိတ်နေစိတ်ထားပေါ့နော်စိတ်နေစိတ်ထားဆိုပြီးတော့နံပါတ်1ဒါအခန်း1ပါဒီမှာ4ခုရှိမယ်ထပ်ပြီးတော့အခွဲ4ခုရှိမယ်ဒါကတော့ပြီးတော့မှရှင်းနေမှာရှင်းပြတော့မှာဖြစ်ပါတယ်နံပါတ်2က教習項目にဖြစ်ပြီးတော့信号に従うことဒါကတော့မီးပွိုင်းမှာလိုက်နာရမယ်အချက်ဖြစ်ပါတယ်နံပါတ်3ကတော့標識表示などに従うことဒါကတော့အရေးကြီးပါတယ်ဒီဟာကဘာလို့အရေးကြီးလဲဆိုတော့မြန်မာတွေတော်တော်များများအနေနဲ့တိတ်ပြီးတော့မသိတာတွေများရပါတော့မသိဘူးဆိုတာလည်းအကုန်လုံးကိုမဆိုလိုပါဘူးတိရဲ့လူတွေလည်းရှိပါတယ်တိရဲ့အကိုတွေမတွေလည်းရှိမယ်ဆိုတာသိပါတယ်ဒါမဲ့ဒီဂျပန်မှာသုံးတဲ့ဒီရဲ့အဓိပ္ပာယ်ကတော့လမ်းတွေမှာမြင်ရတဲ့သင်္ကေတဆိုင်းဘုတ်တွေအကြောင်းဆိုင်းဘုတ်တွေကိုလိုက်နာမယ်အကြောင်းအရာဆိုပြီးတော့ဖြစ်ပါတယ်ပြီးတော့ဂျပန်မှာသုံးတဲ့သင်္ကေတတွေကတော်တော်များများမြန်မာပြည်မှာမရှိတဲ့သင်္ကေတတွေလည်းများပါတယ်ပေါ့နော်ပြီးတော့သူတို့ကအဲ့ဒီသင်္ကေတတွေကိုတကယ်ကိုလိုက်နာရမှာဖြစ်တဲ့အတွက်ဒီသင်္ကေတတွေကနည်းနည်းမှတ်ရတာတော့နည်းနည်းလေးမှတ်ရမယ်အပိုင်းလေးတော့ပါပါတယ်နံပါတ်4ကတော့車が通行するところ車が通行してはいけないところကားသွားလို့ရတဲ့နေရာနဲ့ကားသွားလို့မရတဲ့နေရာနံပါတ်5က緊急自動車などの優先ဒါကဒီအရေးပေါ်ကားတွေဘာတွေသွားတဲ့အချိန်မှာအလေးပေးရမယ်အချက်လက်အလေးပေးရမယ်လို့ပဲပြောရမလားမြန်မာလိုဆိုရင်တော့ဘယ်လိုပြောရမလဲကိုကသူအရေးပေါ်ကားသွားရဆိုရင်ကိုကရှောင်ပေးရမယ်ပေါ့နော်သူဦးစားပေးရမယ်အကြောင်းအရာဦးစားပေးရမယ်အကြောင်းအရာပေါ့နော်နံပါတ်6ကတော့交差点などの通行踏切ဒါကတော့လမ်းစုံတွေမှာတွားမယ်အကြောင်းအရာနောက်ပြီးတော့ယထာလမ်းနဲ့ဆိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်နံပါတ်9ကတော့安全の速度と車間距離ဒါကဘယ်လိုပြောမလဲ safe ဖြစ်တဲ့အန္တရာယ်ကင်းတဲ့အရှိန်အမြန်နှုန်းနဲ့ဒီကားတစ်စင်းစီးရဲ့ကြားမှာထားမယ်အကွာအဝေးပဲဖြစ်ပါတယ်နံပါတ်10ကတော့သူပြောထားတာကဟိုခိုးရှာနော်ဟိုကောနာတို့ဒါကတော့လမ်းသွားတဲ့လူတွေရှိလို့ရှိရင်လိုက်နာရမယ်အချက်လက်တွေနံပါတ်9က安全の確認と合図軽音機の使用ဒါကအန္တရာယ်ကင်းအောင်လို့ခါကူနင်းလုပ်ရမယ်ပေါ့နော်ဒီတေချာစစ်ရမယ်ဟာတွေနဲ့နောက်ပြီးတော့အိုက်စုဆိုတာအချက်ပြတဲ့ဟာဥပမာပြောရင်လမ်းကညာဘက်ကွေ့မယ်ဆိုညာဘက်ကိုဒီမီးလေး
လဲလဲအဲ့ဒါပြတဲ့ဟာအဲ့လိုမျိုးအချက်ပြတဲ့ဟာတွေရနောက်ပြီးတော့ Keyon Kinoshi ရောဒါကတော့ဒီပေါ့နော်ဗာလဲကားဟွန်တီးတဲ့ဟာတွေပေါ့နော်ဟွန်တီးတဲ့အချိန်မှာဘယ်အချိန်မှာသုံးရမလဲဆိုတဲ့အကြောင်းပါနံပါတ်10ကတော့ Tsudo Henko Nado ဒါကတော့ကားလမ်းပြောင်းတဲ့အချိန်ဒါကတော့ကားမောင်းတဲ့လူတိုင်းကဒီဟာမလွဲမသွေဒီကားကြော်တက်တဲ့အချိန်လို့ပေါ့နော်ဒီတခုခုရှိလို့အရှိမခံနေရတခုရှိလို့ကားလမ်းကြောင်းပြောင်းတဲ့အချိန်ဆိုလို့ရှိရင်ဒါတိတိကျကျလက်တွေ့မှာလည်းသုံးတယ်နောက်ရေးဖြေမှာလည်းတော်တော်လေးကိုကြည်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်နံပါတ်7က oikoshi ကကြတော့ကားကိုကြော်တက်တဲ့အချိန်မှာသုံးတယ်ပေါ့နော်ကြော်တက်လို့ရှိရင်ဘယ်လိုအကြောင်းအရာတွေကိုလိုက်နာမလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်နံပါတ်7က ikichigai ကတော့ကိုကကားတစ်စင်းကိုဖြတ်သွားတဲ့အချိန်မှာဘယ်လိုမျိုးလိုက်နာရမလဲ။ဥပမာပြောကားတစ်စင်းနဲ့ဖြတ်သွားတဲ့အချိန်မှာဘယ်လောက်အကွာအဝေးရှိရမလဲ။နောက်ပြီးတော့ဒါဖြတ်သွားလို့ရှိရင်သူကဖြတ်ဖို့ပြနေရလားမီးကပြလာလားမပြလားဒီလိုမျိုးအသေးစိတ်အကြောင်းအရာနဲ့ပတ်သက်တာပါ။နံပါတ်73ကတော့運転免許制度通行反則စုခုကုစေတို့ဆိုပြီးတော့ဖြစ်ပါတယ်ဒါဘာလဲဆိုလို့ရှိရင်တော့ဒီ license နဲ့ပတ်သက်တဲ့စနစ်ပေါ့နော်ဥပမာပြောရလို့ရှိရင်ကားကိုရိုးဒီ automatic ကားမောင်းလို့ရတာလားဒါမှမဟုတ်လို့ရှိရင်လူ9ယောက်အထက်တင်ပြီးတော့မောင်းလို့ရတဲ့ license လားဒီဘတ်ကားကြီးတွေမောင်းလို့ရတဲ့ license လားတက်စီကိုဆွဲလို့ရတဲ့ license လားဒီလိုမျိုး license တွေခွဲထားပါတယ်ကိုကကားမောင်းတက်တယ်ဆိုပြီးတော့တက်စီမောင်းလို့မရပါဘူးဘာလို့လဲဆိုလို့ရှိရင်တက်စီမောင်းတဲ့ license ကတက်ယူရပါတယ်ဘာလို့လဲဆိုကိုကတခြားလူတယောက်ရဲ့အသက်ကိုယ့်ရဲ့လက်ထဲမှာပုံရထားဖြစ်တဲ့အတွက်သူ့ရဲ့ license ကပို့ပြီးတော့ကျက်ပါတယ်เนาะအဲဒီတော့ဒီလိုမျိုးစနစ်license နဲ့ပတ်သက်တဲ့စနစ်တွေနောက်ပြီးတော့ဒီကားလမ်းစည်းကမ်းဖောက်ဖျက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအပြစ်ပေးခံရနိုင်ခြေရှိလဲဘယ်လိုစနစ်တွေရှိလဲဆိုတာပဲဖြစ်ပါတယ်နံပါတ်14ကတော့ automatic shanado เนาะ unten ဒါကတော့ automatic ကားတွေရဲ့ကားမောင်းခြင်းနဲ့ပတ်သက်ပြီးတော့သူရှင်းပြထားတဲ့အချက်တွေပဲဖြစ်ပါတယ်